Hello အားလုံးပဲမင်္ဂလာပါဗျာဖုန်းထဲမှာဓာတ်ပုံတွေအရမ်းလာလို့ storage full ထင်နေပြီလားဒါမှမဟုတ်ကိုယ့်ရဲ့အရေးကြီးတဲ့ file တွေကိုဘယ်သွားယူသွားစရာမလိုပဲနေရာမရွေးပြန်ဖွင့်ကြည့်နေတာမျိုးရောရှိလား Okay ဒီနေ့ခေတ်မှာကျွန်တော်တို့အမြဲကြားနေရတဲ့ cloud ပေါ်တင်ထားလိုက်ဆိုတာတကယ်တော့ဘာကိုပြောတာလဲကဲ cloud ဆိုတာတင်တိုက်တွေပေါ်မှာတွားရှိနေတာလားဒီဗီဒီယိုမှာ cloud ဆိုတာတကယ်တမ်းဘာလဲဘာကြောင့်သုံးတင်တာလဲဆိုတာကိုကျွန်တော်ကအယိုးရှင်းဆုံးရှင်းပြပေးသွားမှာမို့အဆုံးထိကြည့်လိုက်ကြရအောင်ဗျာ ကဲပထမဆုံး cloud ဆိုတာဘာလဲဆိုတာကနေစလိုက်ကြရအောင်ဗျာ cloud ဆိုတာတကယ်တော့ကောင်းကင်ကတင်တိုက်တွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ data တွေကိုကိုဖုန်းထဲဒါမှမဟုတ်ကိုကွန်ပျူတာထဲမှာပဲသိမ်းမဲ့အစား internet ပေါ်ကတနေရာရာမှာရှိတဲ့ကွန်ပျူတာကြီးတွေ servers ပေါ်မှာတွားသိမ်းတာကိုခေါ်တာပါဒါဆိုဘာလို့ cloud လို့ခေါ်တာလဲဆိုရင်ဤပညာသမားတွေက network ပုံစံတွေကိုဆွဲတဲ့အခါ internet ရဲ့ရှုပ်ထွေးတဲ့အလုပ်လုပ်ပုံတွေကိုအသေးစိတ်မပြတော့ပဲတင်တိုက်ပုံစံ cloud icon လေးနဲ့အလွယ်တကူကိုစားပြုပြီးတောင်းခဲ့ကြတာပါအဲ့ဒီကနေ cloud ဆိုတဲ့မိကတွင်ထွားတာဖြစ်ပါလေ okay အဓိကကတော့ internet ကိုဆိုလိုတာပါပဲဗျ cloud မှာအဓိကအသုံးများတာနှစ်ခုရှိပါတယ်အဲ့ဒါကတော့ cloud storage နဲ့ cloud server ပါဗျပထမတစ်ခုက cloud storage ပါဒါကတော့လူတိုင်းနဲ့ရင်းနှီးပါတယ်နော် Google Drive တို့ iCloud တို့ Dropbox တို့ပေါ့ ကိုယ့်ရဲ့ဓာတ်ပုံဗီဒီယိုနဲ့ file တွေကို internet ပေါ်မှာတင်ထားတာပါကဲစဉ်းစားကြည့်ပါဖုန်းပြောက်သွားရင်တော့တခြားဖုန်းကနေ account ဝင်လိုက်တာနဲ့ကိုယ့်ပုံတွေပြန်ရနေတာဟာ cloud storage ရဲ့ကျေးဇူးပေါ့ဗျာ ဒုတိယတစ်ခုကတော့ cloud server ပါဒါကတော့နည်းနည်းလေးပိုမြင့်ပါတယ် company တွေ website ပိုင်ရှင်တွေကသူတို့ရဲ့ website တွေ app တွေကိုကိုယ်ပိုင် server ဆက်ကြည့်တွေဝယ်မထားတော့ပဲ cloud company တွေစီကနေအငှားစနစ်နဲ့တုံးရတော့ပါကိုယ်ဆက်ပြတ်သွားမှလဲပူစရာမလိုတော့ဘူးပေါ့အဓိကကတော့ internet ရှိရင်ကမ္ဘာဘယ်နေရာကမဆိုအလုပ်လုပ်လို့ရသွားတာပါပဲဗျာဆိုတော့ cloud ဆိုတာ internet ကိုအခြေခံပြီးအချက်လက်တွေကိုတင်စီးတာနဲ့အလုပ်လုပ်တာလို့ပဲမှတ်ထားရပါပြီဗျဖုန်းထဲမှာနေရာလွတ်ချင်ရင်ပဲဖြစ်ဖြစ် data တွေလုံခြုံချင်ရင်ပဲဖြစ်ဖြစ် cloud ကိုသုံးတော့ဖို့ကအခုခေတ်မှာအရန်ကိုအရေးကြီးလာပါပြီနော်ဒီဗီဒီယိုလေးကနေ cloud အကြောင်းကိုရှင်းရှင်းလင်းလင်းသိသွားမယ်လို့မျှော်လင့်ပါတယ်ဗျာနောက်ထပ်ဘလို့နည်းပညာအကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာ comment မှာရေးခဲ့ပေးပါဦးဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးနော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တဒါ